ပြောမင်းအဲ့လိုပဲပြေးလိုက်တယ် ယောက်ျားလည်းကျွန်တော်ပြောပြမယ်ခက်ကောင်မအဲ့လိုမပြောနဲ့လို့ခင်ဗျာနောက် ကိုစွမ်းရဲ့ပရိသတ်ကြီးရေဒီနေ့ဗီဒီယိုလေးကတော့ share ပဲတော့ကျွန်တော်လဲကိုစွမ်းရဲ့အမခံပရိသတ်တယောက်အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးအရန်သဘောကျလို့ပြန်လည်မျှဝေပေးလိုက်ပါတယ် အခုရက်ဆိုရက်ဘာလဲကိုဝေတာခမရပါလဲလှေကြီးပေါ်လှေငယ်တင်တာလား ဟိုကောင်းတယ်ပြေရောက်သွားလိမ့်မယ် ခမရတကားကိုကျုပ်ကနားမထောင်တာလားဟုတ်ပါဘူးကျုပ်တကားကိုခမရနားမထောင်တာ ကျွန်တော်နားမထောင်လား အေးအဲ့ခမရပြစ်ရှိတယ် ဟုတ်ကျွန် ပြ တော် စ်ရှိကျုပ်ရိုက်ပြီးသုံးရမှာပဲ ကောင်းစံပဲ တော့အေးမင်းသားလာပြီမင်းသားလာပြီရော ခမရဟမ် မင်းစောင့်မျက်လုံးကဘယ်ကြည့်ညာမတာနစ်ပထွေးရဒီမှာ မင်းသားလာဟမ် နစ်ပထွေးရဒီမှာရောက်နေပြီ ကိုဝေတာခမရမှာပြစ်ရှိတယ်ခမရတက်လာ ရဟုတ်ကျွန်တော်ညာနဲ့ကားရဲ့ မနေ့ကမှခိရပြန်လာတော့ ခမရကျုပ်ကိုစော်ကစားတာလား စော်ကားတာလား အေးစော်ကားတာလား စော်ကားတာလား သူပြောပေးတာပြော ဒီလိုရှိပါညီလေးညီလေးကသိပါတယ်ကိုကမကကျင်ဘူးညီလေးဟိုပင်မမှာဆိုလို့ခဏနားတဲ့အချိန်မှာလေဘေးထားတဲ့မင်းကလေးတဲ့စွမ်းမရှိတဲ့ချိန်မှာမင်းကလေးဆိုတော့ကိုဟိုလေနည်းနည်းပါးပါပတ်စံထုတ်ပေးမဲ့ကန်ထရက်ကရှိတယ် ဘယ်သူတော့ဟဲ့လားဩလက်စာတက်တော့ခမရအကောင်ကြီးပြီးအချိန်မစီတာပေါ့လေဟမ်သူပြောလို့ပြောမှလည်းမသိဘူးခမရကိုပြောနေတာခမရပါလေကိုဝေတော် တာကွာဘာပြောတယ် ခမရပါလေကိုဝေတော်မြောက်ပေးတာဟုတ်လားကန်ထရိုက်လုံးမှာပတ်စံထုတ်ပေးမှာ မဟုတ်ပါဘူးကွာငါပြောတဲ့ကဒီလိုပါစွမ်းရယ်ဟိုမင်းကကျင်ပြုတ်ကျင်နေဆိုလို့ရှိရင်လို့ငါအိမ်လေးရောင်းထားတယ်ကိုအောင်ဖြုံးပေးပါလို့ငါပြောတာပါ ဟမ် ဟုတ်အဲ့ဒါလေးကိုဟိုငါကအစပြီးနောက်ပြီးငါပြောလိုက်တဲ့ဥစ္စာ तू ကတကယ်မှတ်သွားတာပါ မင်းသားသူ့ရိုက်ကျွန်တော်ရိုက် ခမရမှာပြည့်ရှိတယ် ဟမ် အဲ့တော့ခမရမှာပြည့်ရှိတယ်အခုကနေတာစွမ်းစာနေနှစ်ပါးကွာ ဟုတ်ကဲ့ စွမ်းစာနေကိုစော်ကားတာ မဟုတ်ပါဘူး လူကြီးလည်းမတတ်နိုင်ဘူး ဗျာ အလုံးမှာမင်းသားဆိုတာဘယင်ပဲ ဟုတ်ကဲ့ နော်လူရှင်တော်ဆိုတာကျွန်တော်အောက်မှာပဲရှိတာ အဲ့ဒီလိုနေရပါတယ် ကဲအဲ့တော့ခင်ဗျားမှာအပြစ်မရှိလားရှိလားပြော ဟုတ်ကျွန်တော်ပြောတာတကယ်လေ ဘာမှရှိတယ်အကြောင်းမရှိဘူး ငိုနေတာအဲ့ဒီလိုကိုလှနေလားဟလား သူ့ကိုခင်ဗျာ ဟိုချ ရရမှာပဲ မလာပါနဲ့မလာပါနဲ့ဟာမလေး ဘာမှလည်းမလုပ်ရသေးဘူး မလောက်ခင်ရနာတဲ့အမျိုးတို့ပါဟုတ်လေတော့ပါရတာဗျာဒါလေးနဲ့လူလုံးနေတာပါဗျာ နှစ်ယောက်ရှိပြီ 3ယောက်ဟဲ့ဘာတွေတော့မဟုတ်ဒါငါလည်းစားငါရောငါလုံးချင်လို့လုပ်တာမဟုတ်ပါဘူး ဘာလို့လဲ ခမရတာတဲ့ပတ်စံထုတ်ပေးပြီးတော့ဇက်စီကလုပ်ပဲဆိုလို့ရှိရင်တဲ့ရှေ့ပြေးမန်နေဂျာငါလုပ်ပြရစေဆိုပြီးတော့တိန်ညွန့်ကပြောလို့ငါလုပ်ရတာပါကွာ ဩလက်စားတော့ခင်ဗျာကို ကိုလက်ကလွတ်ပြောပေါ့ တို့ကျက်ချာတကောင်းနိုင်အကုန်နာတော့တာ ကဲလာအောင်ဘာပြဘာကြီးတာမြောက်ပေးရလဲ ဟိုရှင်ပြမန်နေဂျာဆိုတာနည်းနည်းကိုယ့်ဘက်မှာဩဇာအာဏာရှိတယ်လေအဲ့တော့ဩဇာအာဏာဇတ်သမားအများကြီးကိုကနင်းသားပြီးရင်တဝက်အုပ်ချုပ်ရတော့အဲ့ဒါရှင်ပြမန်နေဂျာလေးပြဖြစ်လို့ အဲ့ဒါခင်ဗျာကျုပ်ကိုစော်ကားတာပဲဗျ ဟုတ်ပါဘူးဘယ်ရောက်ပါ ဘာတော့ ဘာတော့ ဆက်လိုက်လို့လေးဗျ အတော်မဟုတ်ပါဘူးကွာငါတွေ့ပါတယ်တော်တော်ရှိတယ် ခါကြကြလား ဟဲ့လူခင်ဗျာမှာအပြစ်ရှိတယ် ဟုတ်ပါဗျာကျွန်တော် ကျွန်တော်ရိုက်ပြီးဆုံးမှာပဲ ပေါ့ဗျာကျွန်တော် ကဲလား ဘာပြော အမတေကနီရိတ်ခါနာသွားကတ်တယ်ဟမ်သူ့ကိုတပ်ပါမယ်ဆိုမှကိုတော်နဲ့ဝင်ပြေးတယ်သူကရိုက်ကျွန်တော်တို့တော့ရိုက်တယ်လို့ရိုက်တော့အဲ့ဒါ မဟုတ်ပါဘူးဗျာ ဘာရရိုက် ကျွန်တော်မဟုတ်ဘူးဗျာ ဘယ်လိုလုပ် ကျွန်တော်မဟုတ်ပါဘူးဗျာ ဘယ်သူလဲ ခင်ဗျားတို့စားပွဲပြလို့ရင်ကျွန်တော်ကန်းလိုက်ဆွဲမယ်တဲ့အေးရကန်းလိုက်ဆွဲရင်လို့တဲ့ဟာ ကန်ထရိုက်မလုပ်ခင်ဘောလုံးရင်ဖြုတ်ရောင်းနေတယ် ဝါရနေရိုက်မလို့ကဘောနေလာပါဦးနဲ့ ခင်ဗျာနှစ်ဖူးပြောင်တယ်လို့အသိဉာဏ်မရှိဘူးနော်နှစ်ဖူးပြောင်တယ်လို့အသိဉာဏ်မရှိဘူးဘာဖြစ်လို့လဲ ဘူးတော်လည်းလူတရားရှိများတယ် ဘာပြန်ရ သူတို့ပြောတယ်မှပြီးဖမ်းခံနေအောင်မယ် ဘာပြောမှလည်းဒုက္ခအောင်နော်ဒီမဲ့အခုကနေတာစွမ်းစာနေကနေတာဟုတ်စွမ်းစာနေနှစ်ပါးကမှရှေ့ကနေကက်ဖက်ရက်ဖက်လုံနေအဲ့ဒါစော်ရတာကျွန်တော်နှောက်ရှက်တာနဲ့အတူတူပဲအဲ့ဒါခင်ဗျာမှာပြစ်ရှိတယ် ဟာကပ်ပတ်ရပဲဘယ်လိုလုပ်တာတော့ ကကူပဲပြောလေအခုက
စွမ်းလေးနဲ့ခလေးနဲ့အခုကခံပြီးတော့ ငါဝါသနာဘာလဲမလားဘာပါလဲ အဲ့တော့အပြစ်ရှိလားရှိလားဒါပဲပြော အပြစ်တော်မရှိဘူးအကျဲတော်ရှိတယ်ကြမ်းမရမှာ အေး ကွာ ကျွန်တော်တစ်ခွက်လောက်ပေးဗျာဟာကုတိုင်ကြာအဲ့တော့ခင်ဗျားမှာပြစ်ရှိရောကျုပ်ကိုရိုက်အေးဟုတ်ပါ ကျုပ်ရိုက်မယ် မဟုတ်လေမလားမမယ်နော်မလား ဘယ်လိုချုပ်ရုံးမချက်သေးဘူးလား ဟုတ်တယ်ပြောနေပြောက်ပဲတာလေဘေးတွေကဒီမှာပြောလို့မလား မင်းသားချလိုက်ပြီ မလို့ဟုတ်တယ် မင်းသားကြီးကိုရိုက် ဟုတ်နာတာပဲဟုတ်ပဲနာရပဲ ဘာမှမရသေးဘူးလေဘာမှမလုပ်ရသေးဘူးလေ မဟုတ်ဘူးဒီလောက်နာပုံထောက်လို့ရှိရင်ရဲဒီပါဆေးဖြစ်မယ် အုံးရီတို့အုံးရီ အဲ့မှာပြည်သားကြီး လာ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 သူမြောက်ပြပြော ဘယ်ညာကျွမ်း ခင် နေ ဗျားကသူမြောက်ပြရတယ် ဘလို့မတော့ကွာမင်းလိုက်ဟိုမင်းတို့ငါတို့ပေါ်မှာစိတ်ကူလို့မရောက်လေမင်းတို့လည်းငါဘယ်တော့မှစောကားပါကွာငါဒီကြံလေးကြံပြီးတာဒီလိုရှိပါတယ်ကွာ ဘာလို့ရှောက်ပြော ဟိုသူ့မသူလူချမ်းလို့ဟိုလူသားမဲ့လူလို့ရုပ်လေ ဘူးလေ မင်းသားလို့ပြောတာပဲကွာ ဘယ်လူလဲ စပေါ်တော့မိုးစိတ်ကူတွေပတိုင်းမွေးနေနဲ့ ဘယ်ကသဘုံလဲ မသိဘူးတပုံတော့ဟုတ်လာတယ်ဝက်လင်းဝင်လာတယ်လို့ပဲရုပ်ကလေဟိုနာမည်လဲဟို ညလုံးဆွေလား ညလုံးကလည်းတောင်ကြည့်မြောက်မြင်တယ်မြောက်ကြည့်တောင်မြင်တယ်အဲ့ဒါဘာဖြစ်လို့သိရ ဘာဖြစ်လို့လဲ သူ့ဖေရလေစက်ကုံမှာကတဲ့လူရှင်တော် ဟုတ်လား အမလေးထိုင်ပြီးတော့လေခန့်ခန့်ညာကြီးထိုင်ပြီးတော့ဟိုဘက်ကောင်မလေးကိုကြည့်လိုက်ဒီဘက်ကြည့်လိုက်ရှောက်ငန်းတာလေငန်းကောင်းတော့မျက်လုံးကတော့ဟိုဆောင်းဒီဆောင်းရတာသူ့လည်းမိုးရဆောင်းတာကောင်းစံ လာအောင်ကိုကောင်းတယ် ကျွန်တော်ဖေမာတဲ့ပတ်စံတွေအများကြီးရှိတယ်ကိုရတဲ့မေးသားမင်းသားတင်ခဲ့လိုက်ပတ်စံရေးလဲချမ်းသာပြီးတယ်ကိုရအဲ့ဒါလုတ်ပေးဆိုလို့ကလုတ်ပေးရတော့ဟောအဲ့ကော လာပါဦးလာပါဦး မင်းခါလာကမိဘလည်းလည်းက ယောက်ျားဆန်တယ်မပြောဘူးစင်ပေါ်မှာပြိတ္တကိုစော်ကားလို့ပြောတယ်ယောက်ျားဆန်တယ်ပြော မင်းအဲ့ ချာပြော မင်းအဲ့လိုပဲပြေးလိုက်တယ် ယောက်ျားဆန်တယ်ကျွန်တော်ပြောပြမယ်အဲ့ကောင်မအဲ့လိုမပြောနဲ့လို့ခင်ဗျနောက်လို့အကောင်းမှန်မှန်တယ်နော် ငါကမလာနဲ့ကမလာနဲ့ကမလာ အာခင်ဗျ ဘာမလာမလာမလာတော့မလာတော့ ဟောစိတ်ခေါ်နေတာ ဟောကွယ်ငါလို့ဆက်သက်ခါလာပါမလို့လား ရောက်ပါ မလို့ပါဘူးမလို့လား စိတ်လျှော့ပါကွာမင်းရတယ်စော့လိုက်စမ်းမကွာ ငါလျှော့ပြီးမင်းလည်းလျှော့တော့ဝယ်မစားဘူးနောက်ကနေနှိုက်မြည်နေလား ကဲကိုကောင်းဆန်ခင်ဗျကဘာအကြောင်းပြောမှာပြော မလုံးတော့ကိုမလုံးတော့ ကိုကောင်းဆန်မလုံးနဲ့တော့ပြောဘယ်သူလောက်တာဘယ်သူမြောက်ပြရလဲပြော မြာလူအမြောက်ပြလဲဆိုမြို့ အေး သူကပြောတယ် ဘယ်သူကပြောတာတော့ သူကမြို့ပြောတာ ဘာပြောတာတော့ ဘာပြောမှမသိဘူး အေးအဲ့ဒါရှင်းတယ်အဲ့လိုဖြစ်နေရဟမ်မဟုတ်သေးဘူးလေ ဟုတ်ဟုတ်အားလေနာမည်သုံးလုံးနဲ့ နာမည်သုံးလုံးနဲ့ဘယ်သူလဲ နာမည်သုံးလုံးနဲ့ ဘေလူပါလား ကိုမကြီးတဲ့ဟုတ်ပါဘူး ဘယ်သူလဲ ဟိုပါလေ ဟမ် မင်းသားလိုလူချမ်းလိုနဲ့လေသူကအဲ့လူ အဲ့လူဘယ်သူလဲ ဟာသူကတော့သူ့ကိုယ်သူမင်းသားပြောတာပဲလားဟာသူလူဆန်ဆိုလားပါလားဗျာ ဩလက်တာတော့ဒင်းကို သူကသမီးကိုမုတ်ကျွေးမယ်ဆိုအမေကလှုပ်ပြီးတောင်း ဘောကျွေးရလား မူကျွေးမဟုတ်မကြောက်ရဘူး ဘာဖြစ်လို့တော့ ကျဲဦးတောင်းပြင်း ဟဲ့လာတော့ကိုသူတို့လာတယ်မဟုတ်ဟာ ဘာကိစ္စရှိလို့လဲညီလေး ဟာ ပြောရရှိရင်ပုံမှန်လည်းပြောလို့ရပါတယ် ဟောခင်ဗျာအကျုပ်ကမလေးမခန်းနဲ့ပြောနေရပေါ့လေခင်ဗျာအကျုပ်ကိုစိတ်ဆိုအောင်စွန့်နေရလား အဲ့လိုတော့မထင်ပါညီလေးရ ဟောခင်ဗျာမှာအဖြစ်ရှိတယ်လူတွေအားလုံးကိုမြောက်ပြီးလက်ဆက်တော့ခင်ဗျာဖြစ်နေတယ်ခင်ဗျာကိုကျုပ်ဆုံးပါမယ် ဘယ်လိုဆုံးမှာမလဲ ရရမှာဗောဗျ ဟာဟိုမှာဂျန်နေပြီးကိုညပြီဟိုမှာဂျန်နေပြီးကိုညပြီကြတက်နေပါနေဦးမယ်သွားကြည့်အောင်ပါပဲ ဘာမှမလုပ်ပါသေးဘူး မေလာလာစားမေလာလာစားမေလာလာစားဟိုဘက်ရက်ကွက်မှာပြဿနာတက်နေပြီရက်ကွက်လူကြီးသိအောင်တန်ချောင်းခေါက်ရမယ်တောင်းဟာ ကဲကိုသူတို့လက် နတ်တန်ကြောင်ကျိုး ကို နေ လည်းအကျုပ်ကို အပြည့်ရှိတယ်လို့အပြည့်လို့ရိုက်ပုံပြကျွန်တော်တို့တောင်ရိုက်တာ အဲ့တော့ကျုပ်လည်းမြင်နေခင်ဗျာဟောခင်ဗျာအကျုပ်ကိုရိုက်မှလည်းမကြောက်ဘူးဗောလေဟာ အေးဆေးပါပဲ ဟာအေးဟုတ်ပြီအဲ့အေးဆေးဆိုတဲ့လူကျုပ်ကလည်းစော်နေတာ ရောက်ပါ ဖြည်းဖြည်းလေးလေးဆွေးနေပါညီလေးဟာရုပ်ရှင်ဂီတသပင်ရုပ်ရှင်သပင်ဂီတကြီးမောက်ဆိုတာအားလုံးဝမ်းဆက်ကြီးပဲဘာလို့ဖြည်းဖြည်းလေးလေးပြောလို့ရတာပဲညီလေးဘယ်လိုဖြစ် သူ လို့ ကရိုက်လိုက်မှာပိုးထောင်းလာသလိုပဲ ငါရိုက်တာကို तू ကဘယ်လိုမှမနေရပြင်ပိုးတောင်းထောင်းလာတယ် ချတာ ဟောတိုက်ချရမယ် ထချပါ နု
သူကရိုက်လေမားလာလေ ရိုက်လေထောင်းလာလေပါလား မဟုတ်ဘူးလည်းမသိဘူး ငဲငဲနာ ဝါနဲ့ချ 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 ချ ကိုကိုစွမ်းရဲ့ဗီဒီယိုအလန်းတွေဆက်တင်ပေးသွားဦးမှာမို့ကျွန်တော် channel လေးကို subscribe နှိပ်ပြီးစောင့်မျှော်ပေးကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်